Shui Tea House ကိုတောင်းလို့ပါ coffee ကတော့အောက်ကဆိုင်မှာတောင်းလို့ဆိုရင်ဒါဒီမှာ coffee ကောင်းတယ်ဆိုတော့သူဒီမှာဆိုရင် breakfast ကျွေးရဲဒါပေမဲ့ဒီနေ့မှာစားစားတော့စားကြည့်ချင်လို့ Shui Tea House တောင်းမယ် Let's go လိုက်ခဲ့ပါဦးself-service ရဆိုကျွန်တော်ပဲလည်းကိုများလာတယ်။ရှိတော့အပကဲကွာနဲ့ကိုတကယ်ဆိုရင်တကယ်မချက်စားပြမယ်။ဆိုဒါနဲ့လည်းနေမှာကပါရဲ့။အစိမ်းမှာဘယ်နှမှတ်လဲ။ noodles ကတော့ကောင်းတယ်။နည်းနည်း soft ပဲ။ကျမတို့ကထားမပါဘူးလေ။ခုကြပါတယ်တော့။ဟုတ်လား။မောင်ကြီးကအုံးလုံးနဲ့ရွာလိုက်တာလားအဲ့တော့ပြောလို့ရတာကိုအဲ့တော့ပြောလို့ရတာကိုအဆောစားတယ်ကိုအနေနဲ့ဒီ2024လှုပ်ရှားမှုမှာပါတယ်ရှိခဲ့ပေါ့ recap လေးအားယူပြီးလာရအဲ့ဒါဆောက်ပြတဲ့နားတွေပဲရှိတယ်ဟုတ်လားရှားရှားဟုတ်လားရှားreal estate အတွက် video လေးရိုက်ဆက်ရှိပေါ့နော်ဒါတော့မှဖြစ်ပါတယ်ဟုတ်တယ်jam လေးပါတယ်ကျပူနေ sausage takeaway ယူလိုက်တယ်တော့မှတော့ကြရှိရဆိုတော့ sauce နဲ့မျိုးတော့လာချပါတယ် service ကတော့ရှယ်ပဲ
ဆုံးအဆက်ပင်စိမ်းနဲ့ထမင်းပြီးတုံယံဒါတော့ crab ထမင်းကြောပါလိုက်မက W market တော့နေပါတယ်အိမ်သားနဲ့လည်းနီးရဲ့ဆိုတော့တယောက်တည်းလမ်းလျှောက်မှာတော့လည်းပြင်းလို့ဒီနေ့ကကောင်းကောင်းမရှိတဲ့ဆိုင်လေးတွေလိုက်ရှာ W market မှာကြာရွေးကြတယ်တဲ့အဲ့ဒီဆိုအဲ့ဒီပဲသွားလိုက်ပါမယ်Hey baby, and your baby, yeah. Daddy, oh look, look. Oh my god. Bye bye. What are you doing? Okay, chúng ta KFC về đó rồi. Sau chúng ta sang đi cái cao mới bồng ra mấy em cũngမရှိဘူးလမ်းမေးဆိုင်ကိုမှလို့ KFC ပဲစားလိုက်တော့ KFC ရောတော့စားနေတယ်ချောက်ပါပြီတော့သွားလိုက်ရတယ်အပလိုက်ခံရတော့ပါလို့salad, kimchi, miso, jebu. Tame. Itadakimasu. What is tauchime? Inyoro tauchine.ပြန်ပါပြီစိတ်တို့တော့တော့စားခဲ့ချိုးစီညာပဲကွာဒီက KFC ပဲစားလိုက်တာဟုတ်ရှာရှိမိရကမှာကဲနောက်ဆိုသူမသိရနေရတာရောက် KFC စားတော့ဒီလိုချိုးပြီးတော့အဲကောင်းနေမှလည်းစီအင်းနေရပဲဟိုကတော့ကိုလာလေးဝယ်တော့နေပြီးရင်လည်းရှောက်ပြန်မယ်အဲ့